အားလုံးပဲမင်္ဂလာပါအခုရောက်နေတာကတော့ကတာနိုင်ငံဒူဟာမှာရှိတဲ့ National Museum ကိုရောက်နေတာဖြစ်ပါတယ်။တို့နိုင်ငံမှာအခုလိုမျိုးတစ်ပင်ပင်ငယ်လေးတွေပန်းမှန်လေးတွေကရှားပါတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးတရုတ်တရားနဲ့ဖန်ပေါင်းကြောင်လေးတွေမှာပြသထားတာဖြစ်ပါတယ်။ကိုရီအေရှားနိုင်ငံမှာဒါမျိုးအပင်တွေကိုနေရာတိုင်းမှာတွေ့ရပေမဲ့လည်းအခုလိုမျိုးတဲ့ကနိုင်ရလို့ပူပြင်းတဲ့နိုင်ငံမှာတော့ဒါအလိုတရားရှားပါတဲ့တစ်ပင်ပန်းမှန်လေးဖြစ်ပါတယ်။ပင်ဆိုင်ရင်အသုံးပြုတဲ့ဟာတွေဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့အပင်နားမှာပြသထားတာဖြစ်နိုင်ပါတယ်အခုမြင်နေရတဲ့အရာတွေကတော့သူတို့တိတ်ကနာရတဲ့မှာကမဲစီးတဲ့အခါမှာကမဲအပေါ်မှာတင်တဲ့ပေါ်နော်အသုံးဆောင်လေးဖြစ်ပါတယ်ကိုရီးနိုင်ငံမှာနွားတို့မြင်းတို့သုံးတယ်လို့မျိုးသူတို့စီမှာလည်းအခုလိုမျိုးလာကိုအသုံးပြုပြီးတော့တနေရာနဲ့တနေရာကိုသွားလာကူတန်းကြပါတယ်။အဲဒီအပေါ်မှာမှအထောက်တွေပိုးတွေနဲ့ထိုင်မုတ်ခုံလေးတင်တာဖြစ်ပါတယ်။ခုမြင်တွေ့နေရတာကတော့ကမ်းခြေမှာတဲတွေကိုပြသထားတာဖြစ်ပါတယ်။ကမ်းခြေကတဲတွေပြသထားတာဖြစ်ပြီးတော့ဟိုဘက်မှာပြသထားတာကတော့ဟိုဘက်မှာပြသထားတာကတော့အမျိုးသမီးတစုကရွက်ဖြင့်တဲ့ထိုးနေတဲ့ပုံပြသထားတာဖြစ်ပါတယ်။ကလေးငယ်လေးတယောက်ကဆိုလို့ရှိရင်ရွက်ဖြင့်တဲ့အငယ်လေးကိုထိုးပြီးတော့အယုတ်ကလေးနဲ့ဆော်နေတာကိုပြသထားတာဖြစ်ပါတယ်။အခုမြင်တွေ့နေရတာကတော့မခင်နဲ့ကိုတော့ဖြစ်ပြီးတော့သူတို့စာရင်းနဲ့တော့အများကြီးတော့ရှင်းပြထားတယ်။ဒါပေမဲ့ကိုကအခြေသိမရတော့တေချာတော့မဖတ်ခဲ့ဘူး။ဒါပေမဲ့လို့ပုံကြည့်တာနဲ့သူတို့ဘာလုပ်နေလဲဆိုတာကိုခံမှန်းလို့ရနေပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းရွက်ဖင်တွေကိုအပြင်မှာပါဟလိုမျိုးပြသထားတာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုရင်မျိုးသားကပစ္စည်းတွေတည်လာပြီးတာကိုတွေ့ရပါတယ်ဒီဘက်မှာသမင်းဟင်းချက်ပြုတ်တဲ့အခါမှာအသုံးပြုတဲ့အိုးခွက်ဇွန်းနဲ့သူတို့အသားကင်တဲ့ပုံစံလေးကိုပြသထားတာဖြစ်ပါတယ်ရှင်ဒီဘက်မှာကတော့သူတို့ကတာရိုးရာဝတ်စုံလေးကတာလူမျိုးတွေဝတ်စုံတွေကိုပြသထားတာဖြစ်ပြီးတော့ဒီဘက်မှာဆိုရင်လည်းရွက်ဖြင့်တဲထိုးတာပြီးလို့ပြီးခင်ဖြစ်နေပါပြီရှင်ဒါကတော့သူတို့အထည်တွေဘလို့ပြုတ်လုပ်လဲဆိုတာကိုရှင်းပြီးတော့ရှင်းလင်းပြသထားတာရှင်းလင်းပြသထားတဲ့နေရာလေးဖြစ်ပါတယ်ရှင်ဒီဘက်မှာရေဘလို့အသုံးပြုတယ်ရေဘလို့ရအောင်လုပ်တယ်ဆိုတာကိုပြသထားတာဖြစ်ပါတယ်သူတို့စီမှာလည်းဒီလိုမျိုးတွင်းထဲကနေပြီးတော့ရေကိုခတ်ယူပြီးတော့အသုံးပြုကြတာဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်ရှင်ကတာနိုင်ငံမှာဗီဒီယိုတွေတက်ပုံတွေရိုက်ရတာတိတ်တော့လွတ်လပ်လပ်ရိုက်ခွင့်တော့လွတ်လပ်လပ်ရိုက်ခွင့်ရှိပေမဲ့သူတို့လူမျိုးတွေကိုဗီဒီယိုတက်ပုံမရတဲ့အတွက်ကြောင့်မလို့သူတို့လူမျိုးတွေကိုရှောင်ရတဲ့အတွက်ကြောင့်မလို့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲဒီကုန်းချုပ်လိုက်ပါတော့မယ်ရှင်အားလုံးပဲနောက်ထပ်ဗီဒီယိုသိဝင်စားတဲ့ဗီဒီယိုလေးတွေဆက်လက်တင်ပြအောင်မှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်